တခါကတိုင်းပြစ်တပြီးမှာဘယင်တစ်ပါးကနန်းတော်ထဲမှာဘယင်စည်းစိမ်ခံစားရတာညင်းငွေ့နာလို့မင်းမူထမ်းမိဖုရားစစ်သူကြီးနဲ့အပြူတော်ဒီခေါ်ပြီးတောကစားခွန်မှုပြင်ဆင်ခိုင်းနေတဲ့နောက်နေ့မှာတောကစားထွက်ကြတယ်တိမကြခင်မှာပဲအပင်မခံနိုင်တဲ့ဘယင်ဟာမောပန်းလာလို့ခဏနားကြတာပေါ့ဘယင်မောတော့ရေစားတာပေါ့ဒါကြောင့်မူမတ်တွေကိုရေခတ်ပြီးဆက်တာခိုင်းတယ်မူမတ်တယောက်ကစံကြောင်းတွေကရေကိုတီးတီးချာချာခတ်ရေစစ်နဲ့စစ်ပြီးဘယင်ကိုဆက်တာတဲ့မူမတ်ဆက်ထားတဲ့ရေွက်ထဲမူမတ်ရဲ့လက်မတစ်ဖက်ကရေနဲ့ထိနေတာဘယင်ကမြင်လိုက်တယ်ဒါကိုဘယင်ကတဲရာဆက်ဆငါဘယင်ကနင့်လက်ဆေးတွေကိုတောက်ရမလားမောင်မင်းကလက်နဲ့ထိရသလားဆိုပြီးမူမတ်ကိုစူပူကြီးမောင်းလိုက်တဲ့နောက်ထပ်ရေအစ်ထက်ခတ်ခိုင်းပြီးဆက်တာခိုင်းလိုက်တယ်ရေဆက်တာရဲ့မူမတ်ကလည်းငါကစေတနာနဲ့ရေကိုတန့်ရှင်းအောင်ပြုလို့ဆက်တာကိုစူငေါက်တယ်ဒီဘယင်တွေ့အောင်မယ်ဆိုပြီးနောက်ထပ်ရေခတ်ပြီးသူ့ရဲ့လက်အူကိုရေကွယ်ထဲထည့်ပြီးဆေးလိုက်တယ်ပြီးမှလက်အူဆေးပြီးသားရေကိုရေတကောင်နဲ့ဖြောင်းထည့်ပြီးဘယင်ကိုဆက်တာလိုက်တယ်ဘယင်လည်းဒေါသထွက်ပြီးရေဆိုင်နေလာမှုလက်အူဆေးထားတဲ့ရေကိုအားရပါရတောက်လိုက်တယ်ပြီးတော့မူမတ်ကိုအခုလိုဆက်တာလို့ထပ်မှာတဲ့ရေဆက်တာတဲ့မူမတ်လည်းထပ်မှန်ဆက်တာမှဖင်ချောင်းပြန်လျှောက်တင်ပြီးကွယ်ရမှာသူတယောက်တည်းငိုးမဘယင်လက်ဆေးရတော့မကြိုက်နင်းကလက်အူဆေးရမှာကြိုက်တဲ့ဘယင်ပဲလို့ပြောရင်လက်ခုပ်တီးရဲညတော့တဲ့